တခါတလေလူသားတွေရဲ့ရက်စက်မှုကိုပြောတဲ့အခါတရိษံစံတယ်လို့တုံလုံးတတ်ကြတယ်။ဒါဟာတရိษံတွေအပေါ်မှာအင်မတန်မတရားရောက်သလိုစော်ကားရလိမ့်ကြပါတယ်။ဘေတရိษံမှလူသားတွေလောက်နိပရိယာကြွယ်ကြွယ်နဲ့အနုပညာဆန်ဆန်ရက်စက်နိုင်စွာမရှိပါဘူး မဲတရိษံစာနဲ့ရက်ဆက်မှုဆိုတဲ့စကားလုံးကိုကြားဘူးမှာပေါ့ဒါပေမဲ့အဲ့ဒါကတရိษံဒီအတွက်တော့တကယ်ကိုမတရားတဲ့ဆွဆွဲချက်ပါဒေါစတိုယက်စကီကပြောဘူးတယ်ဘယ်တရိษံမှာလူသားတွေလောက်မရက်ဆက်နိုင်ဘူးတဲ့တရိษံတွေကဗီဇအရာအသက်ရှင်ရပ်တည်ဖို့အတွက်တက်ဖြတ်ကြပါမယ်လူသားတွေကတော့အနုပညာဆန်ဆန်ရက်ဆက်တတ်ကြတယ်နာကျင်အောင်လုပ်ရတာကိုဂုံယူတဲ့အထိနီလန်းမျိုးစုံတဲ့စနစ်တကျရက်ဆက်တတ်တာဟာလူသားတွေမှာတည်းရှိတဲ့အမောင်ပတ်ချမ်းပါလူသားတွေမှာရှိတဲ့အတိညာဉ်ကကောင်းတဲ့နေရာမှာတုံးနိုင်တယ်လို့ရက်ဆက်တဲ့နေရာမှာလည်းတရိษံတွေမမီနိုင်အောင်ပိုပြီးစိုးသွမ်းအောင်လုပ်နိုင်စွမ်းရှိပါတယ်တရိษံတွေမှာအညိုးဒါမှမဟုတ်တစ်ဖက်လူနာကျင်တာကိုကြည်ပြီးပျော်တာဆိုတဲ့စိတ်မျိုးမရှိပါဘူးလူသားတွေမှာပဲအဲ့ဒီလိုယုံညံ့တဲ့စိတ်ပိုင်းဆိုင်ရာပုံဖြတ်မှုတွေရှိတာပါငါတို့ဟာယဉ်ကျေးတဲ့လူသားတွေပါလို့ဆိုကြပေမဲ့ငါတို့ရဲ့ရက်ဆက်မှုတွေကတောရိုင်တရိษံတွေထက်တောင်ပိုပြီးစံပြားနေတတ်ပါတယ်ငါတို့ဟာတရိษံတွေထက်ပိုယဉ်ကျေးသလားဒါမှမဟုတ်ပိုပြီးရက်ဆက်ဖို့နီလန်းရှာတွေ့သွားတာလား